ခိုင်ကျိမမုံနဲ့အုံးစီနဲ့မနှက်ခင်ဘာလုပ်ပေးရမလဲကျမနှက်တော့မယ်ဆိုရင်စီကျမပြောတယ်နော်ခေါင်းဖီးပေးအုံနှက်ပြီးမှခေါင်းကိုသွားမဖီးနဲ့ဘာလို့စပင်းနေကျွတ်မှဆိုးလို့ဒါမှကျမဒါဆိုလို့ရှိရင်ဖြော်ထားတော့မယ်ရှိသေးရဲ့နော်အခုမှအသက်ဖြော်ထားတာလား3မှာ6လတော့အတွင်းကိုဘာလို့ဆိုတော့ခေါင်းလျှော်တိုင်းစီသုံးပေးတယ်ကျမကဒီမှာအဲ့ဒါကိုခေါင်းပေါ်မှာဒီလိုမျိုးသုံးနေအဲ့လိုမျိုးသုံးလိုက်မယ်ဒီဘူးပလင်းထဲကနေထဲတော့လက်ကြီးနဲ့ဓာတ်ရိုက်တော့ယူတယ်မသုံးနဲ့နော်သုံးကျင်လို့ရှိရင်လည်းတစ်ခုခုထဲမှာခွဲထည့်ပြီးတော့မှဘာလို့ဆိုတော့သုံးအဲ့ဒါမှလေတော့ကြမဟုတ်ရင်လက်ကြီးနဲ့ဆိုရင်ကြာအထားကမခံမှာစိုးလို့အဲ့လိုမျိုးဇုံလေးနဲ့ယူထည့်သုံးရင်လည်းသုံးနော်ကျမအဲ့လိုမျိုးသုံးနေအုံးစီနဲ့ခိုင်ကျိမအမုံလုံးနဲ့ရောဖြော်ပြီးတော့မှအဲ့လိုသုံးပါတယ်ရှင်သူကလိုမျိုးအဲ့တော့မှဖီးမိသေးတယ်ကျမဆိုကောင်းပါတော့ဆိုတော့အကျင့်ကပါနေတာဆိုတော့ဟောဒီမှာစပင်ဖြူသမားကြီးဆိုရင်အမုံငါတုံးရတာနော်စပင်ဖြူသမားတွေကအမုံမဲတော့ကျွတ်ပဲတက်တာကျင်တာပြီးတော့အုံထုအရှိပဲမြန်ကျင်တာဆိုရဲသူကအပေါ်ကအရေးကြီးလေးပဲသုံးနော်นี่นะมาဟိုတောင်ထဲမှာရှိသေးတယ်အမကြာတာမသုံးအမကြာသုံးမပြဘူးဆိုတဲ့ညမလေးဘယ်ရောက်သွားလဲမသိဘူးအမအကောင့်နဲ့ဝင်ကြည့်ပါအမစရောင်းတော့စသုံးပြထားတယ်အဲ့ဒီအရင်မှာလဲသုံးကြည့်ပြီးမှကြိုက်လို့မှုပြန်တယ်ရောင်းထားတာเนาะအဲ့လိုမျိုးသူကဘာကောင်းလဲဆိုရင်စပင်ကျွတ်တွေတက်တာတယ်ကျွတ်သွားတဲ့နေရာမှာစပင်အစ်စ်တွေပေါက်တယ်ပြီးရင်အုံလေအစ်တွေပေါက်ခါမှာတော့အုံကထူပြီလေနော်အဲ့ဒါဆိုတော့ပြီးရင်အရှည်မြန်တယ်ခေါက်လျှော်ပြီးရင်လည်းပျော့အီစင်းလေးရရနော်ကျမအဲ့ဒါကိုတအားကြိုက်တာလေကအဲ့လိုမျိုးကိုကျမနှက်တာခေါက်လျှော်တိုင်းနှက်တာအဲ့လိုမျိုးနှက်ပြီးရင်ခေါင်းရဲ့ဥရီပြားလေးတွေကိုအဲ့လိုမျိုးနှိပ်ပေးပြီးရင်45မိနစ်ကြာတနာရီထားပြီးလို့ရှိရင်ခေါင်းလျှော်ချလိုက်ကြိုက်တဲ့ခေါင်းလျှော်ရည်နဲ့လျှော်ချပါရတယ်ဒါပေမဲ့ဘောက်အတွက်တီးတန့်ထုတ်ထားတဲ့ခေါင်းလျှော်ရည်နဲ့မလျှော်နဲ့ပို့ပြီးတော့မှဘာဖြစ်လဲဆိုရင်ကျွတ်တက်လို့ပြောရနဲ့ဘောက်အတွက်ခေါင်းလျှော်ရည်ထုတ်တဲ့သူတွေကျမလာပြီးတော့လုပ်အောင်မယ်ကျိုထည့်ပြောတာလေးမဖြစ်အောင်လို့နော်အဲ့လိုလိုမျိုးလုပ်ပြီးရင်ပေါင်းထား45မိနစ်နေတနာရီနေခေါင်းလျှော်ချလိုက်ရုံပဲစဖေးဖြူသမားတွေကအတွက်ကကြတော့net တဲ့စပင်ပြန်net တဲ့စပင်ရှိရပြန်မnetတော့တဲ့စပင်ရှိရအဲ့ဒါအတွေ့အကြောင်းမို့ပြန်မnetတော့တဲ့စပင်အဖြူလေးတွေကမိခိုးရောင်ပဲပြောင်းသွားမယ်နောက်ထွက်လာတဲ့စပင်တွေကမှအသက်ထွက်မယ်နော်အမနဲ့ထွက်မယ်နော်